မိုင်းထဲမှာကြိုသားတွေနဲ့တိုက်ခိုက်ပြီးဆေးရုံရောက်နေတဲ့လိတဲ့အခုသတိမရနဲ့တီးတာကြောင့်စောင်းကြည့်ပိနေတဲ့သူနာပြုကပါဒဏ်ရာမရှိအဖျားမရှိခန္ဓာကိုယ်တစ်ခုလုံးပုံမှန်ဖြစ်နေလက်နဲ့သတိပြန်မရောက်လာသေးတဲ့လိနားမလည်နဲ့ဖြစ်နေခဲ့ပါတယ်ဒါကပုံမှန်ပဲဖြစ်တယ်နိုးထားခြင်းနဲ့ကြုံတွေ့လိုက်ရတဲ့လူတွေကရုပ်ပိုင်းဆိုင်ရာအားရည်နဲ့ဆုံးသွားတတ်ကြတဲ့အကြောင်းသူတို့ရဲ့ခန္ဓာကိုယ်ကအစင်းသက်စွမ်းအားသစ်နဲ့လိုက်လွန်ကြည့်တွေ့အချိန်ငယ်ငယ်ယူရတဲ့အကြောင်းဆရာဝန်ကရှင်းပြလိုက်တော့နားလေရခက်နေတဲ့သူနာပြုလည်းသဘောပေါက်သွားခဲ့ပါတယ်ဖြစ်တော့ဖြစ်ခဲ့လူတစ်ထောင်မှာတရားလောက်ပဲဖြစ်တဲ့နိုးထားခြင်းကြောင့်လိရဲ့အစင်းကဘယ်စင်းဖြစ်မလဲသိချင်နေကြပါမယ်အခုတော့လူနာဟာသတိမိနေသေးတာတရိယာကဆက်ပြောကိုဆရာဝန်ကသတိပေးလိုက်ပါတယ်ဒါတော့တောက်ချိုးကြီးလိကိုကြီးမောဖြစ်နေသူနာပြုကအနာကမခွာခြင်းသေးပဲဆရာဝန်ကနောက်ကတော့ကြဖို့သတိပေးနေတာကြောင့်တာဝန်ရလိုက်သွားခဲ့ရပါတယ်ဆရာဝန်နဲ့ထပ်သွားပြီးမှတော့အချိန်ကိုက်ပေါ်လာတဲ့အရေးဝတ်ရကအားနဲ့နေတဲ့လိကိုကြည့်အေးစမ်းမရှိတဲ့လူသားတယောက်ကသူ့သက်ကိုယ်ရဲ့ကိုဖြတ်လာတယ်ဆိုတာကိုတွေးမရအောင်ဖြစ်နေခဲ့ပါတယ်သူစွမ်းရတဲ့သားစုအနည်းဆုံးဘီစင်းကနေအဆင်လောက်ရှိတဲ့တာဖြစ်ပေမဲ့မျက်စိရှိမချွတ်လေးကအေးစင်းလောက်တော့မသေးကြတဲ့အခုလည်းသတိမိနေသေးတာမို့ဒီကောင်ကထူးဆန်းတဲ့အကြောင်းထပ်တွင်းပြီးသွားခဲ့ပါပုံမှန်မဟုတ်တဲ့ဆုံကအားနဲ့ဆုံးအေးစင်းလူသားတယောက်အရေးစနစ်စသွားကိုအသက်သွင်းဖို့ဆိုတာဘယ်လိုမှဖြစ်နိုင်ပြီဒါပထမဆုံးဖြစ်သွားခဲ့တယ်ဆိုရင်လေးလိုအားနေတဲ့လူသားတယောက်ကသူစွာရဲ့တော့ကိုတော့ခံနိုင်ဖို့ခက်ခဲနေဦးမှာပဲဖြစ်သွားတယ်လေးကြောင့်တတိယရတဲ့တစ်ခေါင်းနဲ့စကားများနေတဲ့အရေးကိုတွေးလိုက်ရတာကြောင့်တခြားလုံးသူ့အာယုံထဲမှာရှိနေခဲ့အဲ့ဒီအရာကဘာလဲဆိုတာဖြေရှောင်များဖြစ်နေခဲ့ပါတယ်ပြင်ပလောကတတုတွင်းမှာတဲကသူ့ကိုဟိုလိုလိုဒီလိုလိုလိုက်မင်းပေးနေတဲ့အဲ့ဒီဝိရင်ကအခုလည်းသူ့ကိုနှိမ်ကြတဲ့လူသားလို့နာမည်တပ်ပေးလိုက်တဲ့အပြင်သူ့ကိုသူရှေ့အထုံးမြတ်မျိုးတွေကချမ်းပြူကြီးဖြစ်တဲ့အကြောင်းလေးကိုပြောလာခဲ့ပါတယ်ငရဲပြေကိုအစိုးရတဲ့သစ္စာပေါ်မျိုးတွေကိုကန်စားချီဒီနှံကိုပြန်ယူမှဖြစ်တာဒါအတွက်လည်းလေးရဲ့ခန္ဓာကိုယ်သူလိုအပ်တဲ့အကြောင်းနဲ့ခန္ဓာကိုယ်သာပြီးရင်ဒီကြောင့်စုကောင်းချမှဖြစ်တဲ့အကြောင်းလေးကိုညှိနှိုင်းလိုက်ပါတယ်ရှေးအောင်မျိုးတွေကရှမ်းပြူကြီးဆိုတာကိုလေးတန်းတဲ့တကူတစ်ခါမှမကြားဘူးပဲစားတွေ့တဲ့ခန္ဓာကိုပေးဖို့ကြီးစက်ပြောနေတဲ့ဒီဝိရင်သူ့ဘက်ကလွယ်လွယ်နဲ့ယုံလိုက်လို့မရတာကြောင့်ဘိုးကလူမဲမဲတက်တက်ယူဆိုးကောင်သူသေးရင်တော့ခန္ဓာကိုပေးဖို့ဆုံးဖြတ်ထားတဲ့အကြောင်းပြောပြလိုက်ပါတယ်တောင်ကျုံနဲ့အငင်းခံလိုက်ရတဲ့ရုပ်ဆိုးတယ်လို့ပြောခံလိုက်ရတဲ့ငရဲသခင်ကြီးဒီချိန်တော့စိတ်မရှိတော့ဘူးလေးလိုအားနေပြီးသုံးဆောင်ရတဲ့တမန်လူတယောက်ကသူပြောတဲ့အတိုင်းဒုက္ခနာကိုပေးလိုက်တာကအကောင်းဆုံးဖြစ်တဲ့ကြောင့်အမိပေးလိုက်ပါတယ်ဒီဝိရင်ကငါ့ကိုဘာလို့တွေ့ကပ်နေတာလဲငါခန္ဓာကိုယ်ဖြစ်မလို့ပေးရမှာလားရှမ်းမျိုးကြီးရဲ့စကားဆုံးမှာရောက်တဲ့ရရတွေးဝင်လာတဲ့လေးတဲ့အာယုံတဲ့တိုးထွက်နေတဲ့အဲ့ဒီရေကိုကြည့်သူမသိလိုက်ခင်မှာသူ့ကိုထိချုပ်သွားမလားဆိုတော့စိုးရိမ်နေခဲ့ပါတယ်တေလူမျိုးကအချိန်ကြီးမှာအသေးလေးရုံးသက်ခဲ့တာဒုက္ခနာကိုအခြားတစ်ခုလွန်မိုးကပေးလိုက်ဖို့ဆိုတာလေးတဲ့ဘယ်လိုမှဖြစ်နိုင်ပဲကြာရမရတဲ့ဆိုသူ့ကိုတတ်တဲ့ဖို့တွေးမိသွားခဲ့ပါတယ်ဒါပေမဲ့အကြမ်းမတအရန်တော့မလုပ်ရသေးပဲဒုက္ခနာကိုမှတွေ့ကပ်နေတဲ့အရေးတကယ်ဆိုတာကအာဝါဒကောင်ဟုတ်တာကြောင့်သူသားတစ်ခုခုလုံးလိုက်ရင်နှလုံးသားကိုဖောက်ထုတ်မလားနတ်ဆိုးစာတွေးမလားငရဲကြီးများခေါ်သွားမှမသိနိုင်တဲ့အချိန်တွေပဲဖြစ်သွားတယ်ဒီလိုနဲ့ပေါ်ပန်းလေးဆက်ချောက်တွေးနေတဲ့လေးကိုကြည့်အတော်လေးပေါက်လာတဲ့အရင်ပွင့်ရင်လေကိုယ့်ကိုဒုက္ခပေးဖို့ဒီလူသားနဲ့လပိန်းတော့ကိုရွေးချယ်မိခြင်းဆိုတဲ့နောင်သားနဲ့မစီမဆိုင်လျှောက်တွေးနေတာတွေရက်လိုက်လေးကိုတတိပေးလိုက်သွားတယ်အေးစင်းလူသားကြောက်စားခွေးအိုကြီးတစ်ကောင်ကိုရွေးချက်လိုက်တာကပိုကောင်းမဲ့ကြောင့်ပြောရင်လေးကိုတနေရာစပြတ်ချက်လိုက်တဲ့အရင်ဝိရင်က3ရက်တည်းစမရောက်ရင်တပ်ပြတ်မဲ့အကြောင်းမှာတခါတည်းချင်းချောက်လိုက်သွားတယ်လေးလည်းရုပ်ပြတ်ဖို့ဘာဖြစ်သွားလဲမသိပေမဲ့သူမျက်စိရှိကနေရာကဆေးရုံတော့မဟုတ်တော့ဘူးအဲ့ဒါကငရဲနေပြီတကားဝမရှိတယ်ဘိုးကောင်အတိုင်းစမ်းသပ်မှုဖြစ်တဲ့အကြောင်းအရင်ဝိရင်ကပြောပြလိုက်ပါတယ်ရှမ်းပြည်ချင်းမျိုးနွယ်ရဲ့ဘိုးကောင်အတိုင်းစမ်းသပ်မှုကအရွယ်ရောက်ပြီးသားမျိုးနွယ်စုဝင်သူချင်းစမ်းသပ်ရတာဖြစ်သူကကြော်ပြပြေးပေမဲ့လက်ရှိလေးရဲ့ခန္ဓာကိုယ်ထဲရောက်နေတာကြောင့်စမ်းသပ်မှုအစ်စ်လုံးနဲ့ဖြစ်သွားတဲ့အကြောင်းအရေးဝိရင်ကရှင်းပြလိုက်ပါတယ်ဘိုးကောင်ကြီးကိုမြေယုံနဲ့တန်ချက်ကဘိုးကောင်အလိုလိုသိနေတာကြောင့်လေးကသူ့ကိုအောင်းနေခဲ့ပေမဲ့အရေးစနစ်နဲ့ချစ်ဆက်ထားတဲ့အချိန်ဆိုရင်အရေးဝိရင်ရဲ့အချိန်ကမညံ့တွေကိုလေးကစုံစမ်းလိုက်တာပဲဖြစ်သွားတယ်လက်တော်သိနားမလဲသေးပေမဲ့ဘိုးကောင်နဲ့တိုက်ခိုက်ရမှာအရေးဓာတ်ကိုပဲတုံးဖို့ဆုံးဖြတ်လိုက်အကောင်နဲ့မလိုက်အောင်မဲဆန်လုံးတဲ့အခုမှမာနေတဲ့ဘိုးကောင်ကဂျိုသားရီတက်တိုက်ခိုက်ရတာပိုခက်နေခဲ့ပါတယ်အားနေချက်ကနောက်ကျောဘက်မှာတော့ထင်လိုက်ပေမဲ့တကူလုံးခွန်မာရီကြီးဖြစ်နေတာကြောင့်လေးကိုယ်တိုင်တော့အတဲတဲရှောင်လိုက်ရောက်ပြီတောင်ကျိုးနဲ့ဒီကောင်ကြီးမှာအားနေချက်ရောက်ရှိရလားဆိုတိုက်ခိုက်ရင်တွေးနေမိခဲ့ပါတယ်ဒီကြတဲ့အရင်ဝိရင်ကသူ့ကိုအသုံးချတဲ့အမိုက်လိုကောင်လို့ဝင်ပလိမ့်နေတာကြောင့်သူတိုက်ခိုက်နေတဲ့အချိန်အာယုံဝမနာဖို့တတိပေးလိုက်ရပြီဒီချိန်လဲအားနေချက်ကိုမတွေ့သေးတဲ့လေးဘိုးကောင်ရဲ့လက်ထက်နဲ့အောင်ပဲပဲနဲ့ကြီးတီးခံလိုက်ရပါတယ်ကိုယ်တိုင်ချိနာသွားမယ်ပခုံးပေါ်ကတွေးဆက်တီကြောင့်ဘိုးကောင်ရဲ့အားနေချက်ကိုပဲတီးလိုက်ရဒီချက်တကယ်တီးပြီးလို့ဆုံးဖြတ်လိုက်တဲ့လေးကြောင့်အရေးအာယုံကတုံးလိုက်တာလားလို့ပါအရေးဝိရင်ကထင်သွားခဲ့ပါတယ်ဘာပဲဖြစ်အားနေချက်ကိုတီးသွားပြီးတိုင်ပွဲထင်တော့ခက်ခဲတော့ပဲဒိုးကြချင်းအားကိုတုံးလိုက်တဲ့လေးရဲ့တိုက်ခိုက်မှုကဘိုးကောင်ရဲ့ခြေထောက်ချောင်းကိုပဲဖြတ်ထုတ်နိုင်လိုက်တာကြောင့်တိတ်သုံးဝင်တဲ့အကြောင်းအရေးဝိရင်ကထောင်းပြလိုက်ပါအတုံးဝင်တာမဝင်တာတဲ့ရှေ့ခြေထောက်ချောင်းရှိတော့တဲ့ဘိုးကောင်ကမတိုက်ရဖို့တော့မလွယ်ဘူးတော့ဘူးဒီတိုင်းသာဆိုရင်အားနေချက်ကိုတိုက်ခိုက်ရတာပိုလွယ်ကူတောင်းပြီးဖြစ်တဲ့အကြောင်းလေးကပြောပြလိုက်ပါတယ်တစက်တက်လက်ထက်ဓာတ်နဲ့သာဆိုရင်
အကွာဝေးကွာချက်ရှိကြကြောင့်အရေးလက်နဲ့ကိုလန်ဒန်ပြောင်းလဲလိုက်ပြီဒီချိန်တော့ပိုးကောင်ရဲ့အကာအကွယ်မှတ်နေတဲ့ဝမ်မိုက်တိတိမိမိကြီးထိုးချက်နိုင်လိုက်ပါတယ်လီထင်ထားတဲ့ဝမ်မိုက်ကပိုးကောင်ရဲ့အားနည်းချက်ဖြစ်နေတာကြောင့်တစ်ချက်ချင်းနဲ့ဇီဝင်ချုပ်သွားခဲ့ပြီလီကပြောကြီးပြောနေပေမဲ့သူတက်လိုက်တာကဘာမဟုတ်တဲ့အီးစင်ခုမှပိုးကောင်နဲ့ဖြစ်တဲ့ကြောင့်အရေးဝင်းကပြောပြလိုက်ပါတယ်လီတက်လိုက်တဲ့ပိုးကောင်ရဲ့ခန္ဓာကိုယ်ထဲကနေဖလိုဆန်နဲ့အပြန်ကြောက်တုံးလေးထွက်လာတဲ့ကြောက်တုံးရဲ့စွမ်းရည်ကလီခန္ဓာကိုယ်တိုးဝင်လာတာကြောင့်အဲ့ဒါကစွမ်းရည်ကြောက်တုံးဖြစ်တဲ့ကြောင့်အရေးဝင်းကရှင်းပြလိုက်ပါတယ်။သုံးပြုသူရဲ့စွမ်းရည်ကိုတိုးမြင့်ပေးတဲ့အဲ့ဒီကြောက်တုံးကြောင့်လီရဲ့ဒီဇယ်ထိုးပေါက်မှုက0.2ရာခိုင်နှုန်းလောက်တိုးသွားခဲ့ပြီ။အချိန်ကသူတို့စီဦးတည်နေတဲ့အန်နယ်ငွေတက်တစ်ခုကိုလီကြောင့်ခန်းစားလိုက်ရပါတယ်။တကူကူလာနေတာကိုသိပြီမဲ့ဘာလဲတော့တက်တက်ကောမမြင်ရမယ်။တယောက်တည်းစဉ်းစားနေတဲ့အရေးအာယုံခံကိုတုံးကိုပြောလာတဲ့အရေးဝင်းရဲ့ကြောင့်အဲ့ဒါကဘလူးစကေးမျိုးလဲဆိုတော့လီလည်းပြန်မဲကိုထုံးလိုက်ပါတယ်။အရေးအာယုံခံဆိုတာအရေးစွမ်းရည်ကိုမျက်လုံးမှာစူဆောင်းရတဲ့စွမ်းရည်မျိုးဖြစ်တယ်။လီကိုယ်တိုင်လည်းသနာနဲ့တက်ရောက်သွားတာကြောင့်မျက်နှာချင်းဆိုင်ကလာနေတဲ့စူးချွတ်တွေလက်မတလေးရှောင်းလိုက်သွားခဲ့ပါတယ်။ပိုးကောင်နဲ့ပြစ်လိုက်တဲ့မျက်နှာနဲ့အစိတ်စူးတွေကထီးမိယုံနေတဲ့စိတ်မိသွားနိုင်တာကြောင့်လေးရဲ့အသေးကရှောင်းနေရတဲ့လောလောလတ်ရထားတဲ့အရေးအာယုံခံကနေအဲ့ဒီစူးတွေကိုတက်တဲ့ကောက်ွက်မြင်နိုင်တာကြောင့်ရှောင်းရင်းဆိုင်အခက်တွေ့လာခဲ့ပါတယ်။တကယ်တော့လေးရတဲ့အရေးအာယုံခံကအပြေဝအလုံးမလုံးတာတော့မဟုတ်ပဲ။အားနေတဲ့လေးရဲ့ခန္ဓာကိုယ်ကအရေးစွန့်ပူဆူဆောင်မှုလိုအပ်နေသေးတာပဲဖြစ်ပါတယ်။အေးစလောက်ပဲရှိတဲ့ဒီကောင်လေးကအရေးစွန့်ကိုဒီလောက်ချင်းချုပ်နိုင်မယ်လို့တော့တုံထင်ထားခဲ့ပြီ။အချိန်တွေကပိုစိတ်ဝင်စားဖို့ကောင်းလာတာကြောင့်သူစောင့်ကြည့်နေတဲ့အချိန်သူရင်ဆိုင်နေရတာကအစိတ်စုပိုးကောင်တမီအားဖြင့်အေးစင်ကောင်းဖြစ်သမားပိုးကောင်တွေဖြစ်တဲ့ကြောင့်လီကတိသွားခဲ့ပါတယ်အရေးစနစ်နဲ့ပိုအကြောင်းဝင်လာစနစ်ရဲ့အခြေခံတွေကိုလီကပိုတဘောပေါက်တာလေးဖြစ်ကအခုလည်းအရေးအာရုံခံကအပြည့်အဝတုံးချလိုက်တာကြောင့်သူရင်ဆိုင်ရမယ့်ပိုးကောင်တွေကမနှဲဘူးဆိုတော့တိသွားခဲ့ပါတယ်လက်များနဲ့အလုံးများနဲ့ဆိုတဲ့ဆိုရုရှိပေမဲ့အခုအချိန်တွေကဒီလိုမဟုတ်ပဲတော်လုံးစာလောက်ရှိတဲ့ပိုးကောင်တွေကပတ်ပတ်လေးကနေတိုက်ခိုက်လာတာရှောင်းချင်မရှိရွေးချယ်စာမရှိတဲ့လီတွေအကုန်ထွက်သားဖို့အော်ဟစ်ပြီးအရေးစွမ်းရင်ကိုပတ်ပတ်လေးစီဖောက်ခွဲပြစ်လိုက်ပါတယ်လီကိုယ်တိုင်တော့မသိလိုက်ဘူးနှုတ်ထလိုက်တဲ့အေးအာရုံခံကအစင်းနဲ့ချီရောက်ရှိသွားခဲ့ပြီဖြစ်တယ်တေးချင်းသေးတိုင်းနဲ့ပြောင်းရောက်ပြောင်းလဲသွားခဲ့တဲ့လီရဲ့မျက်လုံးတွေကပြောင်းရောက်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်ရုပ်တရက်မျက်စိရှိတဲ့ပိုးကောင်တွေရဲ့လှုပ်ရှားမှုကတဝက်လောက်ကြီးနေကွဲသွားတာကြောင့်ခရမ်းရောင်ကပိုးကောင်တွေရဲ့အားနည်းချက်လို့ထင်သွားခဲ့ပေမဲ့အဲ့ဒါကလီထင်တယ်လို့မဟုတ်ပဲအရေးမျက်လုံးအစင်းနဲ့စီရောက်သွားတာကြောင့်လားအခုလိုအနေကွက်နဲ့မြင်နေရတာဖြစ်တဲ့အကြောင်းအရေးဝိညာဉ်ကရှင်းပြလိုက်ပါတယ်အဲ့ဒါတမကသေးပဲအချင်းမျက်လုံးရဲ့ဒုတိယအဆင့်မှာဆိုရင်ရန်သူရဲ့အားနည်းချက်တွေကိုပါမြင်နေရတာကြောင့်ဒီဘိုးကောင်တွေအားလုံးရဲ့အားနည်းချက်ကဝမ်းမိုက်မှာဖြစ်တဲ့အကြောင်းလိဟိတကိုယ်ကိုယ်ကြီးမြင်သွားခဲ့ပါတယ်။ဒါကြောင့်အရေးဆူးလို့ခေါ်တဲ့တိုက်ဘက်ကိုဘူချမ်းမြင့်စီတိုက်ရိုက်တုံးချလိုက်ပြီးချမ်းမြင့်လျှောက်တိုးပတ်လာတဲ့စူးချွန်တွေကဘိုးကောင်တွေကိုထိုးချင်းဖောက်သွားတာကြောင့်လက်တစ်ပြက်တင်ဘိုးကောင်ကြီးတော်တော်များများကိုအဆုံးသတ်ပေးနိုင်လိုက်ပါတယ်။အားနည်းချက်ကိုသိပြီးအရေးဆူးလို့ area ကျတဲ့တိုက်ကွက်မျိုးနဲ့ဆိုရင်တော့ဘိုးကောင်တကောင်ချင်းစီကရလာတဲ့စွမ်းရည်အကြောင်းက3.9ရာခိုင်နှုန်းလောက်ပဲတိုးတက်စေနိုင်တာကြောင့်တမတ်ချိန်ပြဒီရန်ရောက်ဖို့ဆိုရင်အကောင်ရင်များများကိုလိဘက်ကမြန်တိုက်ခိုက်ရမှာပဲဖြစ်သွားတယ်။ဒါကြောင့်မို့ပိုးကောင်တွေကြားတယ်ဆက်တိုက်ဆိုတိုးဝင်သွားခဲ့ပြီးအသေးဆက်ဆက်အစင်းမြတ်သွားတဲ့အရေးမျက်လုံးကပါလိထင်ထားတာတော်လေးလုံးဖြစ်နေတာကြောင့်အစင်းတွေကဆက်တိုက်ဆိုတိုးတက်လာနေခဲ့ပါတယ်။တိုက်ခိုက်ရဲ့အချိန်ကောင်းနေတဲ့အချိန်မျက်နှာနာကိုတခုကဖြစ်သွားတာကြောင့်ရုပ်တက်လိဘာမှမသိလိုက်ပေမဲ့တေချာကြည့်ရင်အဲ့ဒါကမြန်နှုံးမြတားဟုတ်ကောင်ဖြစ်တဲ့ကြောင့်အရေးဝိညာဉ်ကပြောပြလိုက်ပါတယ်။နာမြင်တဲ့အာနဲ့များတဲ့တားဟုတ်ကောင်ကတစ်ချက်ဆိုတစ်ချက်ပေါ်ရင်သွားမှဖြစ်ဒီချိန်တော့တောက်ကျိုးနဲ့ညံကောင်းသွားတဲ့လိကသူတော့မထင်ထားတဲ့အရေးကြောင့်ဝင်တယ်ဒါခုကောင်ကိုလမ်းဖမ်းလိုက်ပါတယ်မြန်မာနဲ့ဆိုတဲ့ကောင်ကိုလေထဲမှာဇီဝင်ထုတ်ပေးလိုက်တဲ့အပြင်တက်ခိုက်လာတဲ့ပိုးကောင်တွေကိုပါဖင်ဖြုတ်ပေးလိုက်တာမို့လက်ရှိလိရဲ့တက်ခိုက်နိုင်စွမ်းကအတိုင်းမရှိတော့ပဲတစားချင်းကျပြန့်လာတဲ့အရေးလက်တန်တွေကအရေးဝိညာဉ်ကိုယ်တိုင်တော့ဒီမဲ့ပြုတ်ရတဲ့အထိဖြစ်လာခဲ့ပါတယ်ဒီလူသားကနည်းနည်းရုပ်ဆိုးပေမဲ့စွာနဲ့ထိုက်တန်နဲ့ဆိုတာကိုတော့သူလက်ခံပေးလိုက်ပြီလက်တွေ့မှာတော့တိုင်ဝဲချင်ကြာလာတာနဲ့အမျက်အရေးမျက်လုံးသုံးနေတဲ့လိရဲ့အမြင်အာရုံတွေကတစားချောင်းဝေဝါးလာခဲ့ပြီပဲဖြစ်ပါတယ်အရေးမျက်လုံးဆိုတာကရန်သူရဲ့အားနေချက်အာယုံခံစားမှုအမြန်နှုံခွန်အားနဲ့အရေးကိုထိန်းချုပ်နိုင်စွမ်းတွေကိုမြင့်တင်ပေးတယ်ဆိုရင်စိတ်စွမ်းရည်ကိုအသုံးပြုရတဲ့စွမ်းသူမျိုးဖြစ်နေတာကြောင့်လက်ရှိအီရန်မရှိသေးတဲ့လိအတွက်ကြာကြာသုံးလို့မရပဲအချင်းကြာလေးလူပင်မလာလို့ဖြစ်လာတာပဲဖြစ်ပါတယ်ဒါပေမဲ့မိဘတွေရဲ့တည်ဆုံးမှုလောင်ရခဲ့တဲ့အဖြစ်သူ့ကိုစော်ကားခဲ့တဲ့သူတွေအကြောင်းတွေးမိလိုက်တာလိစိတ်ကဒေါသနဲ့ပြင်းထန်လာတာမို့ဒီညဒီချိန်မှာသူလုံးဝရပ်တိုင်းလို့မရတဲ့အကြောင်းတွေးနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ရေကုန်ရေကန်တက်ခိုက်ကိုဆုံးဖြတ်လိုက်ပါတယ်15မိနစ်တ95ရာခိုင်နှုန်းထိတိုးတက်လာတဲ့လိရဲ့အဆင့်ကဒီရန်ကိုထိုးပေါက်ကိုတစားချင်းနီးကပ်လာနေပြီဖြစ်တယ်လို့သမီးမြင့်လောင်ကျွမ်းနေတဲ့လူသားကြောင့်အမုန်းတရားကအရေးစနစ်နဲ့အတော်လေးလိုက်ဖက်တဲ့အကြောင်းတကိုယ်လေးရေရွတ်လိုက်ပါတယ်ဘာပဲဖြစ်အချိန်ပြည့်ဖို့စက္ကန့်ပိုင်းပဲလိုတော့တာကြောင့်လိကိုမြန်မြန်လုပ်ဖို့တတိပေးလိုက်ပြီးရုပ်တက်တည်ငြိမ်နေတဲ့လိကခန္ဓာကိုယ်ပေါက်ခွဲသွားနိုင်နေဆိုရင်တော့ပုံတမလာဖို့နောက်ဆုံးစက္ကန့်မှာအရေးစွမ်းရင်အားလုံးကိုထုံးလုံးပြလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်